ဟုတ်ကဲ့ပါအားလုံးပဲမင်္ဂလာပါရှင်မမပို့မှာဒီညနေ9နာရီလောက်မှာကားလာကြိုတော့မယ်နော်ကိုတယ်လေးတော့ဗမာပြည်ပြန်တော့မယ်ရှင်အမေးလာကြတဲ့အများကြီးပဲဗမာပြည်မှာဘယ်ရွာမှာနေတာလဲဘာနဲ့နီးလဲဘယ်ဒီတာလဲဟုတ်ကဲ့ပါမမပို့မှာရွာကတော့ကရင်ပြည်နယ်နော်ဖအံမှာနေပါတယ်ရှင်ဖအံမြန်ကလေးမှာနေတာပေါ့နော်ကိုတယ်လေးတို့နော်နောက်ပြီးတော့လည်းပြန်မတက်လာတော့ဘူးလားဘယ်လောက်ပြန်မလဲအရင်ကမှသိချင်ကြတယ်ဟုတ်ကဲ့ပါမမပို့မှာအခုချိန်မှာတော့ဘာမှပြောလို့မရသေးပါဘူးရှင်ပျော်တလောက်နေမယ်လို့တော့ဆုံးဖြတ်ထားပါတယ်ရှင်ကိုကတော့မရှိတော့တဲ့နောက်ပိုင်းမှာနေရတာတယောက်တည်းဆိုတော့လေတိတ်ပြီးတော့ခိုင်းနိုင်ငံမှာတိတ်ပြီးတော့မနေရှင်တဲ့ပြည်တဲ့အတွက်ကြောင့်မို့ရွာကအိမ်မှာပြန်ပြီးတော့ပြန်နေမှာပေါ့နော်ကုတယ်လေးတို့နော်မမပို့မှာကိုစိတ်ပူပေးတဲ့လူတွေကျေးဇူးအများကြီးတင်ပါတယ်အရင်ကမှချစ်တဲ့တော်ဒီတီတွေကိုလည်းကျေးဇူးအများကြီးတင်ပါတယ်နောက်ပြီးတော့လည်းအားပေးတဲ့လူတိုင်းကိုလည်းတယောက်ချင်းကျေးဇူးအများကြီးတင်ပါတယ်ရှင်ဒီနေ့ဘုဒ္ဓဟူးနေ့ဆိုတော့ညကျရင်စင်ပြီးပေါ့နော်တဲလေးတို့နော်မမရွာရောက်မှဆိုလာလေမယ်ပြောတဲ့လူတွေလည်းစီးတယ်ထမင်းအတူတူစားမယ်နောက်ပြီးတော့ပုံတွေလည်းတင်အောင်ထမင်းစားတဲ့ဘလော့တွေလည်းတင်အောင်မိဘပုံတွေကိုလည်းတင်ပေးအောင်ပြောတဲ့လူတွေလည်းစီးတယ်ဟုတ်ကဲ့ပါလိုင်းကောင်းရင်ကောင်းတယ်လို့မမပို့မထိုင်းနိုင်ငံလိုမျိုးပဲမမပို့မတင်ပေးမယ်အဲ့ဒါလည်းမမပို့မအလုပ်တစ်ခုလို့လည်းပြောလို့ရတယ်အသေးလေးအဲ့ဒါကြောင့်စောင်းမျိုးကြည့်ရှုပါအောင်လို့ပြောစင်ပါတယ်အားပေးအရင်ကလူမျိုးဘယ်လိုအားပေးလဲရွာရောက်မယ်ဆိုရင်အင်တာနက်ကောင်းရင်ကောင်းတယ်လို့မမပို့မှာဖြတ်တန်းတဲ့တရက်စာမပို့မှာတင်ပေးသွားမယ်နော်ကျေးဇူးလည်းအရင်နဲ့မှတင်ပါတယ်ရှင်စောင်းမျိုးပြီးကြအောင်နော်ကိုတဲ့လေးတို့နော်အခုလည်းမပို့မှာလည်းစိတ်ဓာတ်အရင်နဲ့မှပြောလို့မတတ်အောင်ကြားတယ်အသေးလေးအချိန်တစ်ခုတော့ပေးရမယ်ဒါပေမဲ့လွမ်းတဲ့ကိုကတော့ကိုတတိယတဲ့သူမရှိတော့တာဟို6ရက်နေ့က10ရက်ကြော်နေပြီအဲ့ဒါကြောင့်နေ့တိုင်းပဲလွမ်းတယ်နေ့တိုင်းပဲတတိယတယ်ကိုဘီနာမှာပဲပစ္စည်းစီချင်တာပေါ့နော်ဒီလိုရှိတဲ့အချိန်တုန်းကလည်းမတည့်ကြဘူးရင်ဖြစ်ကြတယ်အခုမရှိတော့လဲဘယ်လိုလဲဆိုတော့တတိယရတယ်လွမ်းတယ်အဲ့ဒါကြောင့်ကိုရည်စမ်းရှိမယ်ကိုယောက်ျားရှိမယ်ဆိုရင်များချစ်ပေးကြပါများဂရုစိုက်ကြပေးကြပါလို့မမပို့မစကားမချင်ပါတယ်ကိုတို့တွေချီးတဲ့စိန်ကကိုတွေချီးတဲ့စိန်တော့ဆိုရင်ကိုရီးယားချစ်ကြတယ်လုပ်ပေးကြတယ်ဂရုစိုက်ပေးကြတယ်တကယ်တယောက်ကတယောက်ထွက်သွားသွားပြီဆိုရင်ကိုတိတ်ပြီးတော့အလောက်ထိဖြစ်တရားတဲ့နည်းနည်းတက်တာမယ်လို့တော့ထင်တယ်မပူမနဲ့ကိုကတော့ရှိစင်တော့ဆိုရင်သူလည်းအလလောက်တယ်ကိုလည်းအလလောက်တယ်ခမင်းအတူတူထိုင်စားဖို့ဆိုတာအရင်နဲ့မှနေတယ်ဗီဒီယိုဆိုင်မှုတိတ်ပြီးတော့မရှိကြဘူးပေါ့နော်ဘာဖြစ်လို့လဲဆိုတော့အလောကသူအလောက်ကိုအလောက်သူ့လို့ကိုလို့ဆိုပြောရမယ်ဆိုရင်အဲ့ဒါကြောင့်အချိန်တယောက်နဲ့တယောက်မပေးကြရဘူးပေါ့နော်အခုချိန်မှာဆိုသူ့ကိုအရန်လွမ်းတယ်အရန်တတိရတယ်နောက်ဓာတ်တွေလည်းရတယ်ရှိတဲ့ချိန်တော့တိတ်ပြီးတော့အလုပ်ပဲဇွတ်လုပ်တဲ့ပတ်စံပဲရှာတာဖြစ်တဲ့အတွက်ကြောင့်မလို့ပေါ့နော်တကယ်လို့မပြောတယ်လို့မျိုးပဲကိုဘေးနာမှာကိုတွေ့ကောင်းဆုံးလူရှိမယ်ဆိုရင်ဂရုစိုက်ကြများချစ်ပေးကြနော်စကားမှချင်ပါတယ်ပြပြမှာပဲနော်အင်တာနက်ကောင်းရင်ကောင်းတယ်လို့မပူမဖြစ်တည်တဲ့ဟာဖြစ်တန်တဲ့ဟာကောင်းလုံးပို့ရတင်ပေးမယ် Facebook တွေရော TikTok တွေရောနော်အပေးကြပါလို့ပြောချင်ပါတယ်ကျေးဇူးရန်နေမှတင်ပါတယ်ရှင်